ဖုန်ကြီးကအခုလိုတွေ့ခဲ့လာတဲ့ကာယတိတ်ထိပေါက်တဲ့ဇော်ကြီးဖိုဝင်သားကိုသူဝနာဘူမီတထုံပြည်ကိုအုပ်ချုပ်တဲ့မနူဟာဘရင်ကြီးနဲ့သာထိုက်တန်တယ်ဆိုပြီးတော့ပြောဆိုလိုက်ပြီးတာနဲ့ဖုန်ကြီးကျောင်းရှိအားကိုယူဆောင်လာစေလိုက်ပါတယ်ဖုန်ကြီးကျောင်းကိုပြန်ရောက်လာကြတော့ဖုန်ကြီးကရဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကိုဇော်ကြီးဖိုဝင်သားကိုကျောင်းမှာပဲစောက်ရှောက်ဖို့နေခဲ့စီပြီးဖုန်ကြီးတပါးတဲ့မနူဟာဘရင်ရှိအားကိုဇော်ကြီးဖိုဝင်သားရရှိခဲ့ကြောင်းသတင်းပေးဖို့အတွက်ကြွားရှိသွားလိုက်ပါတယ်ဇော်ကြီးဖိုဝင်သားကိုစောက်ရှောက်ပေးကြတဲ့ဗျာဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်တို့ကလည်းပဲဘိုက်အရန်စာလောင်နေကြတာကြောင့်အလွန်ပင်စားရှင်တပွဲရနန်းတွေနဲ့ဆွဲဆောင်နေတဲ့ဇော်ကြီးဖိုဝင်သားရဲ့အစွမ်းတွေကြောင့်ဗျာဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်တို့ဟာလက်ညှိုးနဲ့တို့ပြီးမြည်ကြည့်ကြရာကနေပြီးတော့စိတ်ကိုမထိန်နိုင်ကြတော့ပဲဇော်ကြီးဖိုဝင်သားကိုကုံသွားတဲ့အထိအာရပါရစားလိုက်ကြပါတယ်အရာထဲမှာမထားနိုင်တဲ့လူနာကပ်ပီယာကြီးကလည်းအင်မတန်ဆွဲဆောင်နေတဲ့ဇော်ကြီးဖိုဝင်သားရဲ့ရင်နှံကိုရတာကြောင့်ရှိသမျှအားအင်လေးနဲ့ရောက်ရှိလာခဲ့ပြီးရဝင်းနဲ့ပြတ်တာတို့စားပြီးကျွင်းကြံခဲ့တဲ့ဇော်ကြီးဖိုဝင်သားရဲ့အကျွင်းကြံလေးကိုစိတ်မထိန်နိုင်တော့ပဲစားလိုက်ပြီးတာနဲ့ကပ်ပီယာကြီးကလည်းပုံမှန်အတိုင်းယောဂဝေဒနာတွေပျောက်ကင်းသွားပြီးအားအင်တွေပြေးဖြိုးပြီးလန်းဆန်းသွားပါတယ်ကျဝီပြတာညီကိုတို့ကဇော်ကြီးဖိုဝင်သားကိုစားပြီးတာနဲ့ကာယတိတ်ထိပေါက်ကြပြီးခန္ဓာကိုယ်ပေါ့ပါပြီးတော့ခုန်ကြည့်ကြရာကနေပြီးတော့လေထဲမှာပြန်တန်းနိုင်တကယ်လို့ဖြစ်နေပြီးအထူးအဆန်းဖြစ်နေကြပါတယ်ပြီးတော့လေးလံတဲ့ကြောက်တုံးတွေနဲ့တစ်တုံးတွေကိုမာကြည့်ကြရာကနေပြီးတော့ဘုံကြီးပြောထားတဲ့အတိုင်းဆင်းပြောင်းဆယ်စင်းအာမန်ကြီးတဲ့ကာယတိတ်ထိပေါက်နေပြီဆိုတာကိုသိလိုက်ကြရပါတယ်အဲ့ဒါနဲ့နှစ်ယောက်သားအပျော်လွန်ပြီးစော့ကစားကြရင်သူတို့ရဲ့အရှိမအကြီးမားဆုံးအရာဖြစ်တဲ့ဘုံကြီးကျောင်းကြီးကိုမဆန်ကြည့်ဖို့အတွက်စံတမ်းမှုပြုလုပ်ကြပါတယ်။ဘုံကြီးကျောင်းကြီးကိုမကြည့်တဲ့အခါမှာလဲကာယတိတ်ထိအစွမ်းကြောင့်အလွန်ပဲပေါ့ပါနေပြီးတော့ဘုံကြီးကျောင်းကြီးပြောင်းပြန်ဖြစ်သွားတဲ့အထိမာနိုင်ခဲ့ပါတယ်။ခဏအကြာမှာတော့ဘုံကြီးပြန်ရောက်လာခဲ့တဲ့အခါမှာဘုံကြီးကဇော်ကြီးဖိုဝင်သားကိုပြဝင်းနဲ့ပြတာညီကိုနှစ်ယောက်တို့ကစားလိုက်ပြီးကာယတိတ်ထိပေါင်းနေပြီဆိုတာကိုသိလိုက်ရပါတယ်။ကျဝီနဲ့ပြတာညီကိုနှစ်ယောက်တို့ကလည်းဘုံကြီးရောက်လာတာကိုတွေ့တော့ဘုံကြီးကျောင်းကိုအတဲ့အတိုင်းပြန်တဲလိုက်ပြီးဘုံကြီးရဲ့အနာကိုရောက်ရှိလာကြပြီးတော့အပြည့်ရှိကြောင်းလာရောက်ဝန်ခံကြပါတယ်။အဲ့ဒီအခါမှာဘုံကြီးကပြီးခဲ့တာတွေပြီးစီတော့ဆိုပြီးတော့ပြည်သည်များအကြောင်းအရာတွေကိုမနူဟာမင်းကြီးကိုအကျိုးအကြောင်းစီလျော်အောင်ပြောပြလိုက်မယ်ဆိုပြီးတော့မနူဟာမင်းကြီးမရောက်လာခင်ပြဝီနဲ့ပြတာကိုခဏရှောင်နေဖို့အတွက်ပြောလိုက်ပါတယ်။တိတ်မကြခင်မှာပဲမနူဟာဘရင်ကြီးရောက်ရှိလာခဲ့တဲ့အခါမှာတော့ဘုံကြီးကမနူဟာဘရင်ကြီးကိုအကျိုးအကြောင်းစီလျော်စွာရှင်းပြလိုက်ပြီးတာနဲ့ဘုံကြီးရဟန်းတွေပေါ်မှာကြီးညိုလေးစားတက်တဲ့မနူဟာဘရင်ကြီးကဗျဝင်းနဲ့ပြတ်တာကိုခွင့်လွှတ်ပေးနိုင်ပြီးတော့သူဝနာဘူမီတထုံပြည်ကိုကာကွယ်စောင့်ရှောက်ပေးဖို့အတွက်လူစွမ်းကောင်းစစ်တီတွေအဖြစ်ချီးမြှောက်ပေးမယ်ဆိုပြီးတိုင်ပင်လိုက်ကြပါတယ်အဲ့ဒီစကားသံတွေကိုကြားလိုက်ရတဲ့တက်မူကြီးကသူ့ရဲ့ယာဒူးနေရာမှာဘုံကြီးကျောင်းသားဖြစ်တဲ့ဗျဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကိုပေးအပ်လိုက်ရမှာကိုအလွန်ပဲစိုးရိမ်ပြီးတော့ဗျဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကိုလောက်ကြံဖို့အတွက်စတင်ကြံစီပါတော့တယ်အခုဖြစ်သူဗျဝေကသူ့ရဲ့ချစ်သူမဲအိုစာထံကာယတိတ်ထိပေါက်ပြီးကလေးကမကြောက်မရွံ့ပဲတွားရောက်ချိန်တွေ့လေးရှိပါတယ်အဲ့ဒီသတင်းတွေကိုတက်မူကြီးသိသွားတဲ့အခါမှာတော့တက်မူကြီးဟာမြို့ဝမင်းကိုအကြက်ကင်ပြီးတော့မြို့ဝမင်းရဲ့သမီးတော်လေးမဲအိုစာကိုအတုံးချပြီးဗျဝိကိုရအောင်ဖမ်းမယ်ဆိုပြီးတော့တိုင်ပင်လိုက်ပါတယ်မြို့ဝမင်းကြီးကတက်မူကြီးရဲ့တစုထိုးတစောက်ကန်လောက်တဲ့အကျင့်တွေကိုကြောက်ရွံ့ပြီးတော့အကြံစီကိုလက်ခံပေးလိုက်ရပါတယ်တနေ့မှာတော့ညှိနှိုင်းတိုင်ပင်ထားကြတဲ့မြို့ဝမင်းနဲ့တက်မူကြီးတို့ဟာမနူဟာဘရင်မင်းကြီးထံသွားပြီးတော့တိုင်းတပါးသားလူစွမ်းကောင်းတွေဖြစ်ကြတဲ့ဘုံကြီးကျောင်းသားဗျဝင်းနဲ့ပြတာညီကိုနှစ်ယောက်တို့ဟာအရှင်မင်းကြီးရဲ့ထီနှန်းကိုလူယူဖို့အတွက်ကြံစီနေကြပါတယ်ဆိုပြီးတော့တွားရောက်ဂုံချော်လျှောက်တင်ကြပါတယ်အဲ့ဒါနဲ့မနူဟာဘရင်ကြီးကဘရင်ကြီးရဲ့လုံခြုံရေးနဲ့ထီနှန်းကိုကာကွယ်စောင့်ရှောက်ပေးဖို့အတွက်တက်မူကြီးကိုလုတ်ပိုင်ခွင့်နဲ့တာဝန်အပြည့်အဝပေးအပ်ထားလိုက်ပါတယ်လုတ်ပိုင်ခွင့်ရသွားကြပြီဖြစ်တဲ့တက်မူကြီးနဲ့မြို့ဝန်အမတ်တို့ဟာဗျဝီကိုလွယ်ကူစွာဖမ်းနိုင်ဖို့အတွက်မတန့်ရှင်တဲ့မိနစ်တဲ့အဝန်းနဲ့အစီရင်တွေပြုလုပ်ပြီးတော့ဗျဝီဖုံးကန်နေအောင်ဗျဝီလာယာအဝင်အဝတနေရာမှာထားပြီးအမတ်စစ်တီတွေကိုခြုံခိုစေပြီးတော့ချောင်းဖမ်းစေလိုက်ပါတယ်အဲ့ဒီညမှာပဲဗျဝီဟာလူချေတိတ်တုံမဲအိုစာနဲ့ချိန်တွေ့ဖို့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်မှာဗျဝီဟာဖုံးကန်နေသွားပြီဆိုတာကိုသိတာနဲ့ထွက်ပြေးဖို့လှုပ်တော့မဲ့အချိန်မှာပဲခြုံထဲကနေပုံနေကြတဲ့စစ်တီတွေကထွက်လာကြပြီးဗျဝီကိုအမေအရာဖမ်းထားလိုက်ကြပါတယ်တက်မူကြီးကဗျဝီကိုမိထားပြီးဆိုတာနဲ့အခွင့်အရေးရတော့ဗျဝီကိုချက်ချင်းတက်ဖို့အတွက်စစ်တီတွေကိုအမိန့်ပေးလိုက်ပါတယ်